ကိုစိတ်မပါလို့ရှိရင်ကိုပိုင်စီးပွားရေးကိုဘလူပဲတွန်းအားပေးပေးဘလူပဲဖီအားပေးပေးဘလူကဘလောက်ပဲကူညီပံ့ပိုးပေးပေးမလုပ်တာကောင်းပါလေနော်ဒါပုံဝင်လင်းပြောတာပါကိုပိုင်စီးပွားရေးဆိုတာကိုစိတ်ပါမှကိုအောင်မြင်ရင်မှကိုပိုးတဲ့ချိန်မှလုပ်တာကောင်းပါလေကျွန်တော်စီကိုအခုတလောလာတဲ့လူတော်တော်များများကလွတ်လို့တာရောက်လာတယ်သူတို့လှုပ်ချင်စိတ်ရှိဖို့မပေါ်ဘူးဒါပွင့်လင်းပြောတာပါလှုပ်ချင်စိတ်ရှိဖို့မပေါ်ဘူးဆိုတာအလုံးလှုပ်ချင်စိတ်ရှိဖို့မပေါ်ဘူးဆိုတာပြောနေရမဟုတ်နော်ဒီလုပ်ငန်းကိုလှုပ်ချင်စိတ်ရှိဖို့မပေါ်တာနော်အကြောင်းကြောင့်ပေါ့နော်အဖေရတော့၎င်းမအေရတော့၎င်းဒီအမတွေရတာဒီကိုစီသွားလိုက်သူတင်ပေးလိမ့်မယ်ငါတို့အရင်ကြီးထုတ်ပေးမယ်မင်းဆိုင်လေးတစ်ဆိုင်လောက်လုံးလိုက်ချားထဲလိုက်ဟဲ့ကွာအဆင်ပြေတယ်လွတ်လိုက်သွားလိုက်လို့လွတ်လိုက်လို့တာကျွန်တော်စီရောက်လာတယ်ဒီကိုရောက်လိုက်ရင်သူတို့ပုံကြီးရတာတိတ်ပြီးတော့စိတ်ပါတဲ့ပုံကျွန်တော်မတွေ့ဘူးအဲ့တော့ကျွန်တော်ဒီရောက်လာတဲ့အိချမေးတယ်ညီလေးမင်းဘာလုပ်ဘူးတဲ့ညီမလေးနင်းဘာလုပ်ဘူးလေဘာမှမလုပ်ဘူးနင်ဘာတွေသိတယ်ဘာမှမသိဘူးနောက်ဆုံးဘလောက်ထိလဲဆိုရင်ညီလေးမင်းငါဗီဒီယိုတွေရောမင်းကြည့်ရလားဆိုမကြည့်ဘူးတဲ့မသိဘူးတဲ့သူတို့သိတာဒီမှာပတ်စံဒီလောက်ပေးလိုက်တယ်ဒီကိုစီသွားဒီကိုစီစဉ်ပေးလိုက်မယ်မင်းတို့သူပြောတဲ့အတိုင်းလုပ်လိုက်ဆိုပြီးတော့ကျွန်တော်စီရောက်လာကျွန်တော်ကမဈေးပဲရောင်းရတော့မလို့လို့သူတို့ပဲတင်ပေးရတော့မလို့လို့ဒါပေမဲ့ကျွန်တော်အတတ်နိုင်ဆုံးတော့ကျွန်တော်ရမ်းသမျှအချိန်လေးတော့ကျွန်တော်ပြောထိုက်တော့ကျွန်တော်အကုန်ပြောတယ်ဒါပေမဲ့လည်းခက်တာလည်းကျွန်တော်က2နိုင်3နိုင်လောက်အာချွဲမတက်အမြုပ်ထွက်မတက်ပြောပြလိုက်ရတယ်သူတို့ကစိတ်မပါတော့3နိုင်လောက်ပြောတာသူတို့ခေါင်းနဲ့3ရက်လောက်တော့ရောက်သွားရလားမသိဘူးဒီတိုင်းလေးပဲလေတယ်နဲ့ပြန်သွားတယ်ဟောတော့ကိုညီကိုမောင်နှမတွေကိုဆွေမျိုးအသားချင်းတွေကြီးပွားစေခြင်းလို့တိုးသက်စေခြင်းလို့ကိုချွေးနဲ့ရှာထားတဲ့ငွေတွေပုံပြီးလွှတ်လိုက်ပြီးမဲ့တစ်ဖက်မှာစိတ်မပါဘဲနဲ့လှုပ်တဲ့ခါကျရင်ဘလူးမှအကျိုးမရှိပဲအလဟတ်သက်ဆုံးရှုံးတာမျိုးဖြစ်တတ်ပါတယ်လို့เนาะကျွန်တော်ကတော့သိမ်းအောင်ဝင်ထားအောင်เนาะ